အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျเนาะကျွန်တော်ကိုအောင် channel တေလေးရနေပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်ကိုရီမရအားလုံးကိုနှွေးထွေးစွာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျเนาะကဲကျွန်တော်ရဲ့မိသားစုဝင်ကိုရီမရအားလုံးပဲကျွန်တော်နောက်ဆုံးနေ့မနေ့ဈေးလေးတောက်ကြနေ့မနေ့ဈေးလေးမှာတော့ကျွန်တော်ကမှအားလုံးပဲเนาะပတ်တီးလေးနဲ့အကွက်လေးနဲ့ကျွန်တော်ကမှအားလုံးပဲအဆင်ပြေသွားတယ်เนาะကျွန်တော်ဒီမနေ့ဈေးမှာတော့ကျွန်တော်ကမှအားလုံးပဲကျွန်တော်မနေ့ညနေရဗီဒီယိုဖိုင်လေးမှာပြောခဲ့သလိုပဲလုံးဝကို share နဲ့เนาะ share ငွေထုတ်ရတယ်ကျွန်တော်ကမှအားလုံးပဲเนาะကျွန်တော်ဗီဒီယိုဖိုင်လေးကိုအများနဲ့ကြည့်ပြီးဆော့တယ်ကျွန်တော်ကဏ္ဍလေးကိုအများနဲ့ပုံမှန်လိုက်ဆော့နေတဲ့ကုမ္ပတွေတော့เนาะပေါက်ကြမယ်ရကြမယ်လို့တော့ထင်တယ်เนาะပုံမှန်လိုက်ပြီးတော့ကြီးဆော့တဲ့ကုမ္ပတွေလည်းအပတ်တိုင်းမှာအရှုံးမရှိအောင်လို့ကျွန်တော်ကုံအောင်ဘက်ကနေတက်နိုင်အောင်အကောင်းဆုံးအပတ်တိုင်းကြိုးစားပေးတယ်ဒါကျွန်တော်ကုမ္ပတွေအတီးဆုံးဖြစ်မှာပါကဲကုမ္ပရဲ့အားလုံးပဲကျွန်တော်ဒီမိနစ်စီးလေးမှာတော့လုံးဝကို2သီးစားနဲ့ငွေထုတ်လိုက်ရတယ်เนาะပတ်တီးပတ်တဲ့ကုမ္ပတွေရောအကွက်လိုက်ဆော့တဲ့ကုမ္ပတွေရောเนาะ2သီးစားနဲ့ငွေထုတ်လိုက်ရတယ်ကျွန်တော်ဒီမိနစ်စီးမှာတော့ကဲအဲ့ဆိုကျွန်တော်ညနေစီကိုဆက်ပြီးတော့တွားကြမယ်เนาะကဲကိုမရအားလုံးပဲမင်္ဂလာပါဗျเนาะကျွန်တော်ရဲ့ဒီဘက်ပိုင်းလေးကိုစပြီးကြည့်ပြီးဆိုတာနဲ့စိတ်ချမ်းသာခြင်းပေါင်းကိုယ်ချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့เนาะစိတ်သွားတိုင်းကိုပါလူဝင်ဆန္ဒတွေတလုံးတို့ရရှိနိုင်ကြပါစေเนาะလောကမြကသမလုပ်ငန်းကဏ္ဍနေလေဒီတက်မကအစီအပြေတိုးတက်နိုင်ကြပါစေလို့ကျွန်တော်ကောင်းကောင်းနေပြီးတော့ဥစ္စာပထမစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျเนาะကဲကိုမရအားလုံးပဲကျွန်တော်ဒီညနေစီမှာเนาะကျွန်တော်တို့31ရက်9လ2022မှာ6တောက်ကြနေ့เนาะနောက်ဆုံးနေ့ညနေစီလေးမှာကျွန်တော်တို့လုံးဝကိုပတ်ကိုပတ်တဲ့နဲ့เนาะထိုးကိုထိုးရမယ်လေးလုံးเนาะလေးလုံးခွေလေးတွေကျွန်တော်လုံးမိုက်ပတ်တီးလေးတွေနဲ့ကြည့်လို့ရှိရင်ကျွန်တော်တို့တကွက်ကောင်းတွေကိုကျွန်တော်ဒီပိုင်းလေးမှာပြပြသွားပြီးမယ်ကျွန်တော်ဒီညနေမှာလည်းထပ်ပြီးတော့ငွေထုတ်နိုင်အောင်เนาะတကွက်ကောင်းတဲ့ကိုငွေထုတ်နိုင်အောင်လို့ကျွန်တော်ကိုကောင်းဘက်ကနေအကောင်းဆုံးစူးစမ်းပေးထားတယ်အဲဒါကြောင့်ကျွန်တော်ဒီပိုင်းလေးကိုမရင်မကြော်ဘဲနဲ့အစားဆုံးလေးတေချာလေးနားလဲသဘောပေါက်အောင်ကြည့်ပေးမယ်เนาะဒီပိုင်းလေးကကျွန်တော်ကမှတော့လုံးဝကိုအကျိုးရှိရတဲ့ပို့ပြီးတော့အကျိုးရှိတဲ့ဗီဒီယိုဖိုင်လေးတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲเนาะ channel နဲ့ like လက်မလေးနှိပ်ပါ channel လေးကို subscribe မနှိပ်ရသေးတဲ့လူတွေကမှတွေ channel လေးကို subscribe လေးနှိပ်ပြီးတော့ကြည့်မယ်เนาะကျွန်တော်အားပေးတဲ့တကယ်အားပေးရဆိုလို့ရှိရင်ကျွန်တော်အပန်းမကြည့်ဘူးเนาะဒါလေးတော့ပြန်ပြီးလုပ်ပေးနိုင်မယ်ထင်တယ်ကျွန်တော်ကောင်အောင်ဘက်ကနေပြီးတော့အကောင်းဆုံးเนาะကျွန်တော်ကမှစင်နာနဲ့လာရောက်ပြီးတော့တင်ပေးတာเนาะရစေခြင်းနဲ့ပေါက်စေခြင်းနဲ့စိတ်နဲ့ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်ကဏ္ဍလေးစောက်ခေါ်မယ်ဗျာเนาะညနေပိုင်းနောက်ဆုံးနေ့ညနေကြီးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်စကားရေးထွေထူးပြောမနေတော့ဘူးကဏ္ဍလေးစောက်ခေါ်မယ်ဒီညနေမှာယုံကြည်တဲ့ကောင်မတွေအကြိုက်တူတဲ့ကောင်မတွေလိုက်ပြီးတော့ဆော့မယ်เนาะကဲအဲ့ဆိုကဏ္ဍလေးလိုက်ပြီးမှတ်မယ်မရင်မကြော်ဘဲနဲ့ကြည့်ပေးမယ်เนาะကျွန်တော်ဒီညနေမှာခွေပြီးဆော့မယ်၄လုံးခွေသည်2968အခွေပါ2968အခွေပါဒါခွေပြီးဆော့မယ်၄လုံးခွေလေးဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲเนาะကဲလာပြီးလုံးဝပတ်တီးလေးနှလုံးကျွန်တော်ဒီညနေမှာလုံးဝပတ်ကိုပတ်တင်နဲ့အားကောင်းဆုံးလုံးဝပတ်တီးနှလုံးသည်6ပတ်တီး2ပတ်တီးเนาะ6ပတ်တီး2ပတ်တီး6နဲ့ဆိုရင်9691 95 9ခွန်2နဲ့ဆိုရင်21 2ခွန်23 25เนาะ9နဲ့ဆိုရင်95เนาะ9591 96 9ခွန်2နဲ့ဆိုရင်21 2ခွန်23 25เนาะကဲလာပြီကျွန်တော်ကမှအားလုံးပဲအကြိုက်ဆုံးတစ်ခွက်ကောင်းလေးကျွန်တော်ဒီညနေမှာလုံးဝကိုเนาะတင်ပြီးထိုးရမယ်ကျွန်တော်အကြိုက်ဆုံးလည်းဖြစ်တဲ့เนาะအကြိုက်ဆုံးတင်ခွက်တစ်ခွက်ကောင်းเนาะတစ်ခွက်ကောင်းကြိုက်တဲ့ကုမ္ပဏီအတွက်ကျွန်တော်ဒီညနေမှာ68တစ်ခွက်ကောင်း26တစ်ခွက်ကောင်းเนาะ68တစ်ခွက်ကောင်း26တစ်ခွက်ကောင်းဒါဒီညနေမှာလုံးဝကိုတင်ပြီးထိုးရမယ်เนาะတစ်ခွက်ကောင်းကြိုက်တဲ့ကုမ္ပဏီအတွက်တော့အကြိုက်ဆုံးเนาะတစ်ခွက်ကောင်းလို့ဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲအကြိုက်တူတဲ့ကုမ္ပဏီလိုက်ပြီးတော့ဆော့မယ်ကဲဟုတ်ပြီကိုမရအားလုံးပဲကျွန်တော်ကဏ္ဍလေးကိုအစအနေဆုံးနောက်တစ်ခေါက်ပြန်လဲခေါ်ပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရှင်းထားမယ်ဗျာเนาะကျွန်တော်31ရက်9လ2022မှာ6တောက်ကြနေနောက်ဆုံးနေ့ညနေဈေးလေးအတွက်ခွေပြီးစောမယ်လေးလုံးခွေသည်2968အခွေပါလုံးမိုင်ပတ်သည်နှလုံးသည်6ပတ်သည်2ပတ်သည်6နဲ့ဆိုရင်9691 95 9ခွန်2နဲ့ဆိုရင်21 2ခွန်23 25เนาะတင်ပြီးထိုးရမယ်အကြိုက်ဆုံးတစ်ခွက်ကောင်းသည်68တစ်ခွက်ကောင်း26တစ်ခွက်ကောင်း68တစ်ခွက်ကောင်း26တစ်ခွက်ကောင်းပါဒါတင်ပြီးထိုးရမယ်တစ်ခွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲဒါအကြိုက်တူရဲ့ကိုမလိုက်ပြီးတော့ဆော့မယ်เนาะကဲကိုမအားလုံးပဲကျွန်တော်ကဏ္ဍလေးလည်းပြောရလဲဆုံးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲကျွန်တော်ဗီဒီယိုပါကျွန်တော်ဒီညနေစီမှာကျွန်တော်ကောင်းတဲ့ကန်ဆက်ပြီးတော့မနက်ကလိုပဲထပ်ပြီးတော့ငွေထုတ်နိုင်ကြပါစေเนาะပေါက်ကြပါစေရကြပါစေလို့ကျွန်တော်ကောင်းနေပြီးတော့စမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะကဲကိုမအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေเนาะအသက်ရှူတိုင်းလည်းငွေတွေတိုးပွားရရှိနိုင်ကြပြီးတော့ရွှေငွေကြောက်တက်မနှမ်းများလည်းဒီတက်မကဒီလိုတိုးပွားရရှိနိုင်ကြပါစေလို့ကျွန်တော်ကောင်းနေပြီးတော့စမကောင်းလေးတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရှင်းအောင်ကြပြပါကဲအားလုံးပဲခွင့်လပါဒီညနေမှာလည်းကံကောင်းကြပါစေငွေထပ်ပြီးတော့ထုတ်နိုင်ကြပါစေဗျာเนาะ